ကျွန်တော်တည်ကျင်တာလေးတစ်ခုပြောပြရှေးဦးနေတဲ့ပတ်သက်လို့ကျွန်တော်တော့ရှေးသွားစစ်ဖူးတာပါပဲရှေးသွားစစ်တော့မန္တလေးမှာတော့စစ်တုံးကကျွန်တော်ကာထာဆောင်ရိုက်တဲ့ဥစ္စာကိုကျွန်တော်ရဲ့ကလီစာတွေအကုန်လုံးဟုတ်လားအဲ့ရန်ကုန်မှာစစ်ဖူးတဲ့တရားမှာလည်းကျွန်တော်စစ်တာပဲရှေးကနာမည်တွေကျွန်တော်မပြောချင်လို့သူရဲ့ဟုတ်လားကလီစာတွေအောင်မစီးရင်ကောင်းတယ်ဗျာစစ်တာတော့စီးရင်ကိစ္စအဲ့မှာတဲလဲကောင်းတယ်ဗျာဟုတ်လားအဆုပ်လဲကောင်းတယ်ဗျာတဘောပြောတာဟုတ်လားဒီဟိုဗါလဲတဲကြီးလဲကောင်းတယ်ဗျာဒါတွေပန်ကရိယာလည်းမကောင်းတယ်ဗျာဒါတွေထွက်တာပဲဒါအဲ့ဒါကသူတို့အဲ့လိုပြောပြတာပဲเนาะတဲကြီးမှာအသေးမှာတော့ရေးကလေးတစ်ခုတွေ့တော့ဗောဗျဒါတမျိုးပြောတာဗောနော်အဲ့တော့သူကပြောတယ်ခွဲမလားတဲ့ဆရာဝန်ကအဲ့တော့ကျွန်တော်မေးလိုက်တယ်ခင်ဗျားဆရာဝန်လားကျွန်တော်ဆရာဝန်လားလို့ခင်ဗျားပြောမှလေလို့ခွဲဖို့လိုအပ်တယ်ဆိုရင်ခင်ဗျားပြောမှဘာကြောင့်ကျွန်တော်ပြောပဲအဲ့ဒီကကျွန်တော်စဉ်းစားမှာဗောလို့ကိုခွဲမလားဆိုတော့ကျွန်တော်ဘယ်လိုလုပ်ပြောတတ်မလဲဒီယောဂအကြောင်းကျွန်တော်မသိလို့ခင်ဗျားတို့လာပြတာပဲပြောလိုက်တော့ပြောတော့ဒီအခုကတော့မခွဲလဲရပါသေးတယ်တဲ့အဲ့ဒါဟိုတဲ့နောက်တစ်ခေါက်ပြန်ပြီးတော့6လတစ်နှစ်ပြန်ပြီးတော့ဆေးစစ်တဲ့ခါကျရင်ကြီးလာရင်တော့ခွဲရမှာပေါ့နော်မကြီးဘူးဆိုတော့မခွဲရပါဘူးလေဒီလိုပြောတယ်ပေါ့ဟုတ်ပါထားပါကျွန်တော်ဒါပြောချင်ပါနောက်တစ်ခုကကျွန်တော်အသေးကြီးကျွန်တော်အသေးဟိုပေါ့စီလာညောင်းကြောက်တယ်လို့စစ်လိုက်တာပေါ့ဗျာဒီယောဂလက္ခဏာစီလာညောင်းကြောက်တယ်ဖြစ်နိုင်တယ်ဆိုပြီးတော့စစ်တယ်ဗျာအဲ့တော့ဗာလဲဆိုဒီအရာဆောင်ကိုဖတ်တယ်ဗျာဖတ်တဲ့ဆရာဝန်တွေပြောစီလာညောင်းဘယ်နာမှာကြောက်တယ်နေတယ်ဒါပြောပြီးတော့ကျွန်တော်တို့စစ်ထုတ်လို့နေပေါ့လီစာနဲ့ပြစ်လိုက်တော့ပေါ့ဗျာတဲစီလာညောင်းပြောမှဖြစ်နေတာပြောမှသွားပြီးတော့ကြောက်တက်ပြုတ်ဆေးကူတယ်ဗျာအဲ့ဒီအချိန်တုန်းကအရာဆောင်ကြည့်တာပဲနော်ဟုတ်လားအရာဆောင်ကြည့်တယ်ဟုတ်လားတာကိုတဲချေမှာကြောက်တယ်လားမသိဘူးဗျာတဲ့လားမပြောဘူးဗျာတဲ့လားအစီလာကြောင့်ချုပ်ဖုတ်ပြီးတော့2လလောက်ကြာတော့တဲချေရဲ့ကြောက်ကကြောက်တယ်နေလို့ဆိုပြီးတခါအောက်ဟဲ့ပြီးတော့ပြန်လက်ရတော့အဲ့ဒီခါကျတော့လက္ခဏာပြပြန်ကောတစ်မျိုးထွက်ပြတော့တဲချေမှာတဲ့ကြောက်တယ်နေလို့တဲ့ပုဂ္ဂလိကဆေးရုံကြီးတွေပဲเนาะကျွန်တော်ပြောသမားတော်တွေနဲ့ပဲပြတာပဲအဲ့ဒီချိန်မပြောဘူးလေဒီဘယောဂဖြစ်ပြီးတော့ဗာအသေးတန်ကြမှာဟာလာတခါလည်းပြရတယ်တော့အဲ့တော့သွားပြောတယ်ပေါ့ဗျာတဲကြီးမှာကြောက်တင်နေလို့တဲ့ပန်ကရိယာပါရောင်နေပြီတဲကြီးလည်းရောင်နေပြီပေါ့ပြီးတော့ကျွန်တော်ရှင်းထားလို့မရဘူးဒါကျွန်တော်ပြောတာမှားလားမှန်လားတော့ကျွန်တော်လည်းမပြောတတ်ဘူးကျွန်တော် medical field တွေကမဟုတ်ဘူးလေအဲ့တော့ medical field တွေကဆရာဝန်တွေမှာပဲသဘောကောင်းတဲ့ဆရာဝန်များရှိရင်ပြောပြပါလို့ကျွန်တော်လည်းဟောရင်းကျင်တော့ပေါ့နော်ကိုယ်စီဝါရေးအတွက်ကိုခွဲမလားစိတ်မလားဟလာဒါပဲပြောနေတဲ့ဆရာအောင်မျိုးတွေအများကြီးတွေ့ဘူးလို့ပါလို့စိတ်မရှိပါနဲ့လို့